ဈေးတင်တဲ့ ROG လေးရှိမယ်ဗျဒီကောင်လေးကဘာကြောင့်ဈေးတင်လဲဆိုရင်ကျွန်တော်တို့ဟွာပါနော်ပုံမှန်19သိန်း18သိန်းဝန်းကျင်မှာကျွန်တော်တို့ဟွာပါနော်ဒါ also tab ကိုပဲဒီဟွာပါနော်ကျွန်တော်တို့ RD တစ်ချောင်း GTA တစ်ချောင်း50နဲ့ဆိုရင်ကျွန်တော်တို့ဒါ18သိန်း19သိန်းပဲရောင်းတာပေါ့နော်ဒီကောင်လေးကတော့သူတို့ထက်တစ်ဆင့်စီးမြင့်နဲ့ကျွန်တော်တို့ဒီ ROG ပေါ့နော် ROG Street ကိုမှာကျွန်တော် Street C ကိုကျွန်တော်တို့ကဒါလက်ရှိ18သိန်း9000ဝန်းကျင်လောက်နဲ့ပဲကျွန်တော်တို့ဒါရောင်းချပေးသွားအောင်ပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်ဟောပေါ့နော်စိုးစိုးကပြောတဲ့အတိုင်းပဲဒါဈေးတင်တဲ့ laptop လေးတို့ဒါဆိုလို့ရတဲ့အချက်တွေရှိတယ်ပေါ့နော်ဒီကောင်လေးကတော့ ROG Street ဒါ G7 ခွန်ပေါ့နော်သူ့ရဲ့အားသာချက်ကတော့ကျွန်တော်ဒီမှာမြင်တဲ့အတိုင်းပဲမိတ်ဆွေတို့ဒါ7.3 display ဖြစ်တဲ့အတွက်လုံးဝကိုမှဒါ bezel သေးတယ်ပေါ့နော် narrow bezel နဲ့ဒါလုံးဝဒီ sRGB 100% နဲ့ပြီးတော့ကျွန်တော် view angle ကောင်းမယ်ပြီးတော့ graphic design engineering နေပြီး content creation ဘိုင်းတွေမှာဆိုရင်တော်တော်လေးကိုမှဒါပြီးတော့ gaming ဘိုင်းတော့ဗောနော်လုံးဝကိုမှဒါ display အရသာကိုမိတ်ဆွေတို့ဒါရရှိမှာဖြစ်တယ်ပြီးတော့သူ့မှာဆိုရင်ကျွန်တော်ဒီ refresh rate ကလည်းပဲ1.5 Hz တောင်ပါတာဖြစ်တယ်တော်တော်လေးမှအဆင်ပြေဗောနော်ဒီကောင်လေးမှာဆိုရင်ကျွန်တော်တို့ဒါဟိုဒီ19သိန်း18သိန်း9000ဝန်းကျင်နဲ့ဘာတွေကျွန်တော်ပြန်ရမလဲဆိုရင်CPU အနေနဲ့ကကျွန်တော်ဟောပါဗောနော်ဒီ i7 9 Gen ဗောနော်ဒီ CPU လေးကလည်းပဲကျွန်တော်ဒီလက်ရှိဒီကောင်လေးမှာဆိုရင် GTA 1660 Ti ပါတာဖြစ်တဲ့အတွက်ဒါ match ဖြစ်တယ်လို့ပြောလို့ရတယ်ဗောနော်လက်ရှိချိန်ကြီးလဲ GTA 1660 Ti ကဒါသုံးလို့ရတဲ့အနေထားတွေဒါလက်ရှိချိန်ကြီးဒီဈေးဝန်းကျင်မှာ20ရောက်ဝန်းကျင်မှာရှိသေးရဗောနော်ဒီကောင်လေးတော့ CPU အနေနဲ့ i7 9 Gen မှာကျွန်တော် 8CE CPU နဲ့လာမယ်အဲ့ဒါကိုမှ RAM ဆိုရင်လည်းပဲမိတ်ဆွေတို့ 8GB ပါမယ်အဲ့ဒါကိုမှ DDR4 ဖြစ်မယ်RAM slot တွေထပ်ပြီးတော့အပူပါသေးရဖြစ်တဲ့အတွက်မိတ်ဆွေတို့ဒါထပ်ပြီးတော့တိုးလို့ရမယ် SSD တွေကတော့ကျွန်တော်ထုံးစံတိုင်း 500GB ပါတယ်ဗောနော်မိတ်ဆွေတို့ထပ်တိုးမယ်ဆိုရင်လည်းဒါတိုးလို့ရတဲ့အနေအထားမျိုးဒါ RAM တို့ SSD ကို upgrade လုပ်ရတဲ့အနေအထားမျိုးရှိရဗောနော်ပြီးတော့ဒီကောင်လေးမှာတော့စောစောကျွန်တော်ပြောတယ်ဒါ GTA 1660 Ti ဒါ graphic လေးပါတယ်ဗောနော် icon လေးကကျွန်တော်ဒီ VRAM 6GB ရှိတာဗောနော်လက်ရှိချိန်ကြီးလဲ GTA 1660 Ti ကမိတ်ဆွေတို့ဒါ all rounder နီးပါးဗောနော် all rounder တော့မခေါ်တော့ဘူးဒါပေမဲ့ all rounder နီးပါးတွေရရဗောနော်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ video editing ဆိုရင်လည်းပဲကျွန်တော်တို့ဒါတိုင်း DB video editing မှာဆိုရင်တော်လေးဒါသုံးလို့ရတယ်ပြီးတော့ 4K တို့ဘာလို့ထိအောင်ဒါထုတ်လို့ရတယ်ဗောနော် rendering ဘိုင်းမှာနည်းနည်းလေးကြာတာပဲရှိဗောနော် RDA graphic နဲ့စာရင်ပြီးတော့ဒီ 3D engineering ဘိုင်းမှာဆိုလည်းပဲလက်ရှိချိန်ဒီဒါသုံးလို့ရတယ်ဒါမနိုင်တဲ့ဒါ software ဆိုတာဒါရှားသေးရဗောနော်ဒီ blender တို့ဘာလို့ဆိုလဲဒါသုံးလို့ရတယ်နည်းနည်းလေး RDA graphic နဲ့ရှင်เนาะနည်းနည်းလေးဒါနှေးတဲ့အနေအထားမျိုးလောက်ပဲရှိတာဗောနော်ဒါကျန်တာ all rounder သုံးလို့ရတယ်ပြီးတော့ဒီဈေး18 19ဝန်းကျင်ကျွန်တော်တို့ဒါ office ရုံးသုံးဈေးနဲ့ဒါမိတ်ဆွေတို့ရမှာဖြစ်တဲ့အတွက်ဒီလက်ရှိကဒါ ROG လဲပိုင်ဆိုင်ရမယ်ပြီးတော့ဒီ graphic လေးလဲပါမယ်ဗောနော် GTA graphic လေးလဲပါမယ်ဆိုရင်ဒီကောင်လေးကတော်တော်လေးကိုမှဒါမိုက်တယ်ဗောနော်ဒီ sequence ဆိုလည်းပဲလုံးဝကိုမှမြင်ကွင်းကျဲကျဲနဲ့ဒါမိတ်ဆွေတို့သုံးရမှာဖြစ်တယ်ပြီးတော့ဒါ ROG ရဲ့ဒါအရင်ဒီဇိုင်းဆိုရင်မဲ့လဲဒါဘေးပေါင်ပါဇယ်ပါတာဖြစ်တဲ့အတွက်ဒါလက်ရှိချိန်ထိဒါကြည့်ပျော်ရှုပျော်ဖြစ်ပြီးတော့ဒါလှသေးတယ်လို့ပြောလို့ရပါတော့မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဒီမှာဆိုရင် ROG logo နဲ့ပြီးတော့တောင်းတင်းနဲ့ကျွန်တော်ဒီ body နဲ့ဒါဟိုရမှာဖြစ်တယ်ဗောနော်ပြီးတော့ narrow bezel နဲ့ RGB light bar အစုံတွေနဲ့ဒါရမှာဖြစ်တယ်ဗောနော် condition ကတော့ဒါတော်တော်လေးတော့ဒါဟိုတန်းတဲ့အနေအထားမျိုးလေးတော့ရှိသေးတယ်ဗောနော်30ဝန်းကျင်30အောက်ဝန်းကျင်မှာဆိုရင်ဒီကောင်လေးကဒါကျွန်တော် also tab တွေနဲ့ရှင်ဒါတန်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့ဒီလက်ရှိချိန်ကြီးလဲဒါ e-sport game တွေမှာဆိုရင်ဒါတော်တော်လေးကိုဆော့လို့ရတယ်ဒါ setting အမြင့်နဲ့ဆော့လို့ရတယ်ကျွန်တော် triple တွေကတော့ကျွန်တော်တို့ပါဗောနော်ဒါမိတ်ဆွေနေတဲ့ဒါ setting အနှိမ့်နဲ့ပဲဒါဆော့လို့ရမယ့်အနေအထားမျိုးဖြစ်တော့ပါဗောနော်သူကတော့ GTA နဲ့ဖြစ်သွားတဲ့အတွက်ကြောင့်လို့ဗောနော်ဒီကောင်လေးကဆိုရင်ဒါ all rounder ဗော all rounder နီးပါးကိုဒါပြည့်ပြည့်စုံစုံပြောလို့ရတယ်အလုပ်လဲလုပ်မယ်game လည်းပဲ e-sport game တွေဆော့မယ်ပြီးတော့အလုပ်လဲလုပ်မယ် 3D rendering engineering အတွက်လည်းပဲပတ်စံတိတ်မသုံးချင်ဘူးဆိုရင်ဒီ30အောက်ဝန်းကျင်မှာဆိုရင်ဒီကောင်လေးကတော်လေးတန်တယ်လို့ဒါပြောလို့ရတယ်ဒီကောင်လေးကတော့ကျွန်တော်တို့စီကိုရောက်ရှိလို့နေပါပြီဒါ30အောက်ဝန်းကျင်မှာဒီလိုမျိုးတန်တာမျိုးဆိုရင်ကျွန်တော်စီမှာဆိုရင်ရောင်းထွက်တာမြန်တာဖြစ်တဲ့အတွက်မိတ်ဆွေတို့အမြန်လာမှရမယ်ဗျကျေးဇူးတင်ပါတယ်ဗျ